ဝရိနာတိုင်းချိန်ကားတိမှအုပ်စိုးအပ်သည့်နတ်မြတ်သမင်းတရားမင်းဖြစ်တော်တကိုဖြစ်သည့်လျော်စွာငါဒေဝမကွာယခုမှုပွေအခင်းလူပြေတွင်စဉ်းစားကာရှုလိုက်တော့သီလသမာဓိပညာနှင့်မှန်စွာပြည့်စုံရှိပါကုန်လျက်မပြတ်သေးချာစုတည်ရှာ၍ကျမာဖန်ခြင်းအကြောင်းရင်းကြောင့်ကြံကျွင်းရုပ်ဟောင်းစီပုံမောင်းနှင့်နတ်ဆောင်ကူမသင်ကြရအောင်ဒေဝအမှောင်စေတမန်တို့ငါဧကံခိုင်မှတော်တော့မကိုကိစ္စရှိပြန်ခိုင်းစေရန်ကိုတမန်ခေါ်ညမောင်နှသားတို့ဟေးမနုဿလူပြေတွင်စွတ်တေသူသီလတကိုးကြောင့်မညှို့အောင်သင်ကြလိုပါ၍မကွာချက်ချင်းလူပြေဆင်း၍ဆောင်ညင်းညမောင်နှသားများမှန်ပါဘုရားဒေဝသခင်လိုအိမ်မ၍ခုအမြန်ပြည့်စေဖို့ယခုဆင်းပါရော့ချက်ချင်းပင်မပြကောင်းကျိုးသိရအောင်ဟဲ့နတ်ဆောင်ကျိုးကညှီနမင်းဗျာဗျာစုတေသူအဘကကြံရစ်သူတွေဘာသာမကြမလဲစောင့်စားလို့နားထောင်စမ်းဗျာအော်ကျမကောင်းရင်ဖမ်းလာခြင်းကြောင့်မကင်းအမှားတွေ့ရပြန်ပြီပူရမစဲစင်ရင်ပဲဘာလို့ဝဲစင်ပါကြံရစ်ပါတော့ပနာကိုလက်ဆောင်ပြီးထိုးတော့လေလူရိုးမမြင်ခုဖြစ်အင်ကိုဖေးရနှက်ခပညာတတ်တွေနဲ့ထထမသွေရရချေတော့လေကြေပဲခုခါဆေးတတ်တာကိုမှန်စွာမနေကျိုးစားကားပဲလို့တွေးတော့လေဟိုရှိကဟုံးကုသိုလ်ရဲ့ကုန်းရော့ထင်ရဲ့လူဘုံကခွာလူဘုံကခွာသင်ပေးပါလို့လိုက်ရကြတယ်မလိုက်ရရှာရှိဒီဟာကိုဘာတခုမြဟိုဘဝတော့မရထောင်ကစွန့်ပြစ်ွာရီမှန်စွာတော်မီရှိပြစ်တည်ရနဲ့ဇနီးခင်မချစ်ကျွမြတ်တာညာတကားကိုမှန်စွာချက်ချင်းနေအိမ်ကဆင်းရပါတော့ကင်းတဲ့ဝင်းကြီးကင်းတဲ့ဝင်းကြီးမရှိအသက်တို့အတွက်ကဲကြောင့်မဲကွက်ဖူရောင်အပုတ်ကောင်းလို့ရောက်ဆောင်သမျှပြည့်တီးရင်ကြမှာပြည့်ရတော့မြည်မတတိစရာတော့ရဲ့ပေးကြတော့မှမှန်စွာရှုဆောင်ဓကမထံကိုမှန်စွာရှုဆောင်ဓကမထံမှာဖြင့်ဥဒုမာရကပမငယ်ပြဘဂဝါဖယားမိတ်နံဟောတဲ့ကံမလေးဟောက်ပြန်ပြီလေမဟောက်ပြန်ပြီလေအမဲကွက်ပါလို့ကွက်အပုတ်ကြီးဘောဖြစ်စီကိုဖြစ်စီနိုင်မယ်အတိတ်ခါထဲတော့လေရပဲခုခါစွတ်ပြခွာပြီးပြင်လာနိုင်အား
ဆုံးဘဝခန္ဓာဆုံးဘဝခန္ဓာပြည်လျာတွင်ဘယ်ခါတော့မှရှောင်မရတာမို့ဘဝကြည်ပြတမယာတွင်မှန်သွားရဲ့မနန်းယုံမချုပ်သမျှတွေ့ဆုံးရဘဝဓမ္မရာတို့ဖြစ်ပါတော့မှန်သွားတရားတတိတော်ထားပါလို့စဉ်းစားနိုင်ပဲမြေမြွလဲပါလို့မြေမြွရွှေရင်ကွဲပါလို့လဲလူကြီးလဲမလဲလူကြီးလဲနမင်းဗျာ ရာ ဝေသူကိုအကြောင်းပြု၍ကြံရစ်သူမှန်သမျှတို့မှာဒုက္ခပဲနမင်း မှန်လိုက်လေနမင်းရဲ့ နတ်ပြည်ဆောင်ခြင်းမှုအကြောင်းသတိပေးလေဦးမှာပဲနမင်း ကောင်းလာပါပေါ့နမင်းဗျာ ဥပပနတ်ဒေဝါတို့၏မပြတ်တေသာကိုရောင်ချင်းလိုက်မယ်ထင်လင်းစွာမြင်စေသတည်း အလိုကိုရောင်ကဝင်းနေတဲ့ဘယ်မေးပါလိမ့်ရှင် ဘိုးဖရာထောင်ကစေတမန်နတ်မြတ်ဖြစ်တော်သည် စေတမန်ဖြစ်ပါနဲ့ဘယ်အတွက်ကြောင့်ကျွန်ုပ်အနာရောက်ရပါသလဲ မိလာဤတကိုးကြောင့်နတ်တို့၏ဒူရိယာဖြင့်သင်းညိုရနတ်ဘုံတွင်းသို့ဆောင်ကျင်းရပါလိမ့်မယ်ဗျာ အမလေးမပေးနိုင်ဘူးမပေးနိုင်ဘူး ကောင်းမှမနေတဲ့နတ်ပြည်ယခုဆောင်ရလိမ့်မယ်ဗျာ ပေါ်ပါတော့မယ်လို့သူဟာပြင်းသည်ရွှေပေါ်ဆောင်ညာပခုံးမလားရွှေပေါ်ဆောင်ညာပခုံးမအိုရှင်လို့တယ်လို့တယ်ရနေလေနဲ့ကြောင်ကားပြီမြင်ရမယ်မထင်ရနဲ့တော့ကြာရစ်တို့ကျွန်တော်မကိုသနာပါရှင်တရားရဲ့နဲ့အိုရှင်ထားပါနာများထားပါနာများအမလေးတောင်းမှမရသေးနမင်း တောင်းမှမနေနဲ့တောင်းမှမနေနဲ့မရဘူး သေခြင်းမရဏသံသူရဲ့ကွယ်ရနေအမှဒေဝတာအများရဲ့ကမေဃဝါဒကြားရဲ့ရှင်ရုပ်မလာတာယူတော့မလို့တဲ့အမှန်လေအဟုတ်ဓမ္မပူဇော်မလွယ်အဟုတ်ဓမ္မပူဇော်မလွယ်နမရဲ့ရှေ့ခါကတော့အသက်ရှင်သူများခရီးသွားပါလားဆိုမှဖြစ်သမီးသားနဲ့ကြားရဲ့သူတို့အားမှားထားရအောင်အတင်းနဲ့စောင်းကလေးပခုံးမှတင်းတင်ပြီးတော့မမုန်းစရာပဲအနေအထိုင်များတို့အားမှားထားကနီးမပြတ်ပဲခရီးထွက်ကြတဲ့နမင်း ဟုတ်ပြီ ယခုတော့အဲ့ဒီလိုလဲမမှားနိုင်ပဲနဲ့သွားရမှာမို့အမေလည်းတားပါရစေအိုနမင်း ဘိုးမကအမိတ်နဲ့လာရတာဗျာ မဆောင်ရင်တော့လဲဆောင်ရင်ပြီဧဝကံမို့စေတမနာအများရဲ့တို့မှတ်သားပါအဖော်မဲ့သူမို့ခေါ်တဲ့သူဒီအလှဲ့ကိုရှင်အမေလည်းထားရဲ့နိုင်မဲ့ကျမစိတ်မဆွဲဒုက္ခတွေများမနေနဲ့ခုမကြဆောင်ကျင်းရလိမ့်မယ်ဗျာ ခတလေးဆိုင်မအောင်နမင်းရဲ့ဆိုင်မအောင်နမင်းရဲ့ဒါကြောင့်စိတ်နိဒံဂုံပေါင်းများနဲ့သမတဆက်ကိုတပ်ပြီးမြတ်စွာဘုရားကဟောကြားတဲ့တရားတော်အတ္တမေဟေနိဝတ္တတိသုတောင်နေမိတ်တဗနဝါသုဘတဒုက္ခတံကာမံဆာယဝါနုယယတိတဲ့အထာပစ္စည်းဥစ္စာလဲရသဘာကျွဲနွားမြင့်စီတွေ့ပြင်းအဝဝထင်ရှားကြော်သောဂုံသိဟုသမျှတို့သည်ဂေဟေအသက်ကြီးစဉ်ကြည်လင်းလင်း၌မိမိနေသောအိမ်၌နေဝတ္တံတိမလိုက်မပါကြံရစ်ရှားကြလေကုန်၏မိတ္တဗန္နဝါသာယသမီးဇနီးခင်မွန်းချစ်ကြိုးမြတ်တာညာတကာဆွေမျိုးထမ်းဖို့တဲ့ယူကြည်ပြူနှစ်မြို့မသားဖို့တို့သည်သုတ္တနဲ့သူသုတ်တန်သင်ကြရင်မြေလုတ်တိုင်း၌နိဝတ္တတိမလိုက်မပါကြံရစ်ရှားကြကုန်၏
သုကတာဒုက္ကတာကမံကိုယ်တိုင်ပြုတဲ့ကောင်းမှုမကောင်းမှုကံတစ်ပါးသာလင်သာယာအယိတ်တီလူတို့သွားရမကွာလိုက်တဲ့ခဲတို့အနုရာယတိကွာရဘဝဖူသည်များ၌နောက်ကမသွေလိုက်ပါလေလို့အဲ့ဒီလိုတရားသိတော့လဲအမှားပြီလို့ကျမကံအိုလာတဲ့ဖြင့်မဟာနဗံကိုမယူရန်တားလိုက်ပါအမဲလေးထားခဲ့ပါဦးနမင်းရဲ့